ဒီနေ့တော့ကျွန်တော်မန်လေးကပေါ်ရိုင်းနဲ့မတွေ့ရတာကြာလို့နေမှာကျွန်တော်ရွှေနီမိုးငါးတိုင်မှာမိုးငါးလာတောက်တာဖြစ်ပါတယ်ဒီမှာအိုးဘဲဦးနဲ့ပေါက်တယ်ဟုတ်တယ်ကျွန်တော်ရဲ့ organic ဂီတာ YouTube channel လေးမှာလည်းမန်လေးနဲ့ပတ်သက်တဲ့အစားအစာလေးတွေကျွန်တော်တို့ဂီတာနဲ့ပတ်သက်တဲ့ကြပြားနဲ့ပတ်သက်တဲ့နောက်တဲ့တခြားစိတ်ဝင်စားတဲ့အကြောင်းအရာလေးကျွန်တော် organic ဂီတာ YouTube channel မှာလည်းတင်ပြသွားမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်ရဲ့ပေါ်လာတဲ့မိတ်ဆွေတွေ organic ဂီတာ YouTube channel လေးကို subscribe လုပ်ပေးကြဖို့မမေ့ကြပါနဲ့ဆိုင်နမလေးကရွှေနီရန်ကုန်မုံငါးဆိုင်ဖြစ်ပါတယ်ကိုဟုတ်မုံငါးဆိုင်တော်များတနေ့ကုန်ဖွင့်မနေ့ကလေးစရောက်တာဒီစံချမ်းမှာဘာလို့စနေကုန်မှာဖွင့်တာညီမတို့ကအဓိကကတော့ပေါ့နေ့လေစာနဲ့ညနေပိုင်းကိုပေါ့နော်မုံငါးကောင်းကောင်းလေးရောင်းချင်တဲ့အတွက်အဲ့ဒါညနေပိုင်းလေးပဲလုပ်လိုက်တော့တာ7လောက်ကနေ9နာရီလောက်ထိရပါတယ်ဟုတ်မိုးငါးကြပါရန်ကုန်ရတာလားဘယ်လိုရတာလဲဟုတ်ရန်ကုန်မုံငါးလေးပါရှင်ဟုတ်ကဲ့ဒီမှာကျမိုးငါးအဓိကဘာနဲ့ချက်လဲမသိဘူးအဓိကပေါ့ငါးချိုရဲထညက်ချိုလေးတော့ပါတယ်ဟင်းညမောတော့နည်းနည်းပေါ့နော်ရတာရှိုံလောက်ပဲထည့်တာပေါ့ဟုတ်ဟင်းညဒီမှာအဓိကမိုးငါးကိုဘိုင်းနေကြတော့ဝင်းကားအကိုကအကျော်ဆိုရင်ညီမသမီး3မျိုးရှိတယ်ရှင့်ပဲကျော်ဘူးတီကျော်ဘေးရကျော်ပြီးငဖယ်ရမယ်အိုးဘဲဦးရမယ်ပြီးတော့ငါးဦးလေးနဲ့လည်းရတယ်ဟုတ်ငါးဦးလေးနဲ့ငါးဦးနဲ့ကြဘယ်လိုရောင်းတော့ရငါးဦးလေးနဲ့အကျော်နဲ့ငါးဦးလေးပဲဆိုရင်တပွဲကို9000ဖြစ်ပါတယ်ငဖယ်အစုံနဲ့ဆိုရင်ငဖယ်အစုံအကျော်ငဖယ်အိုးဘဲဦးငါးဦးအစုံဆိုရင်6500နဲ့အခုရောင်းနေပါတယ်ရှင့်ဟုတ်ဒီမှာအခုအချိုဝဲလေးလည်းမြင်ရတယ်စနေမကင်းရယ်ငပြောပူတင်လေးပါဟုတ်ဟိုအောင်ထိုးရလားအဲ့လေဟုတ်ညီမတို့ကိုယ်တိုင်လောက်တာပါဟိုမေးချိုပါညာကတော့ယူရောင်းပါမေးချိုကတော့ဟုတ်ယူရောင်းတာပါရှင့်ဟုတ်ဟိုကစနေခွဲကနေညနေစနေခွဲကနေညနေပုံမှန်4ခွဲ9နာရီလောက်9နာရီတောင်သိမသေးကြတခိုင်း4ခွဲလောက်ပေါ့4ခွဲလောက်ထိတော့ရပါတယ်ရှင့်ဟုတ်ငါးတိုင်းဖွင့်လာတာဘယ်လောက်ရှိတော့တက်တန်းကြတက်တန်းညီမအမေတို့လက်ထက်တည်းရဆိုနှစ်ပေါင်း30ကျော်40အဲ့လောက်ရှိပြီအဖွားတို့လက်ထက်တည်းရဆိုလေဒါမာသားကြီးနေဆုံးတာတလားပြည့်နေဟုတ်ကဲ့ပါရှင့်ဟုတ်ဟုတ်အမာသားကြီးအမွေစက္ကန့်ပြီစက္ကန့်ရမောင်နှမ2ယောက်ပေါ့ဦးစီးပြီဒါလေးပဲလုပ်လိုက်ကြတာဟုတ်ကောင်းပါပြီညကြတော့စိုင်နေသားကြရောင်းအောင်ကောင်းလာညကြတော့မစိုးကိုရောင်းရပါတယ်ဟုတ်ရရလမ်းလေးလည်းဖွင့်သွားတော့လေပို့ပြီးတော့လည်းရှာရလွယ်သွားတာပေါ့ဆိုင်ကြီးကနားကြီးနဲ့ street food ဆိုင်နဲ့ဘယ်ရပို့ပြီးတော့နှစ်သက်တော့ဆိုင်ကြီးကနားကြီးဆိုသူ့ဟာနဲ့ဆိုဒါပြည့်ရင်တော့ညီမတို့တိုးချဲခြင်းနဲ့စိတ်ကူးတော့ရှိတယ်ပေါ့နော်အဲ့လိုလေးတော့လုပ်ဖို့စဉ်းစားထားတယ်ရန်နေတစ်စင်ချင်းပေါ်တက်သွားမှာပါဟုတ်ပုံမှန်တော့ street food ကတော့လူတိုင်းစားနိုင်ပေါ့နော်ဟိုရှိန်မနေတော့ပါလားဝင်လာပြီးတော့ပုံမှန်နေတဲ့ဒါစားကြတယ်ကောင်းရင်တော့ကိုယ်စီထက်လာကြတာပေါ့ဟုတ်ဝဲကအမေလက်ထက်တည်းဆိုတော့တပွဲကိုမနေ့ချက်လောက်လည်းစရောက်လာမမီရတော့အမေတို့ဟွာပေါ့တို့တကြမ်းအဲ့လိုမျိုးခေတ်ထင်တယ်ညီမတို့အထင်ပေါ့အဲ့ညီမတို့ကမမွေးခင်အဖွားတို့လက်ထက်တည်းကရောင်းခဲ့တာဆိုလေပြီးတော့မွေးငါကြတော့ချို့ကြ9000မှာငချင်းတို့မြင်းမျက်နီလာပေါ့အဲ့လိုငချင်းမျက်စံနေဟုတ်ဘယ်ဟာကောင်းတော့ညီမတို့ကတော့ငချင်းမျက်စံနေနဲ့ချက်တယ်တခါလေဆိုတော့ငချင်းဖြူနဲ့ချက်ပေးရပေါ့ကောင်းပါတယ်ငါဒီမှာတော့ဟိုကကွာတယ်ကြားတယ်ရန်ကုန်ငါနဲ့ဟုတ်တယ်အဲ့ကွာသေးလားသူကကွာတယ်လေအဲ့ကြညီမတို့ကျတော့ဒီဟာပေါ့သူကလေမော်ဇွန်နန္ဒာဘာညာအဲ့လိုမျိုးငါးမှသွားပြီးတော့ဟိုဖြစ်တာပေါ့အဲ့လိုခေါ်တာပေါ့ဘယ်လိုပြောရမလဲမသိအဲ့လိုညီနဲ့မော်တော်ပေါ့အဲ့လိုခေါ်ကြတာပေါ့သူတို့ပြောတဲ့ဟာတော့အဲ့လိုပဲလေမွေးနေအောင်ကလည်းစီတက်တဲ့နေရာမှာအဓိကပဲလေအဲ့လိုဆိုတော့ဒီရွှေဒီမွေးငါးတိုင်မှာခုနပြောလို့အကျော်နဲ့ဘာနဲ့ကတော့လူတိုင်းရတယ်ငါးဦးနဲ့ကြတော့လူကြိုက်များချက်ပါလားငါးဦးစားကြတယ်ငါးဦးတချို့ဆိုအလွတ်သက်လာဝယ်တယ်အလွတ်ကြဘယ်လိုရောင်းလဲအလွတ်ကြညီမတို့က3000လဲရောင်းပေး9000လဲရောင်းပေးရရှင့်ဟုတ်အလွတ်လေးစားကြင်ကြပါမုံငါမစားကြင်မနဲ့ထမင်းနဲ့တို့ချက်စားကြင်တာဆိုတကူတကဒီကိုလာဝယ်ကြတာအဲ့တော့ရောင်းပေးလိုက်တာဘိုးငါကြတော့ပုံမှန်လာစားနေကြလူရှိလားဘာလို့နေကင်းပိုင်းမှာဖွင့်တယ်ဆိုတော့ဟုတ်ဘယ်လိုရှိတော့ရှိတယ်ညီမတို့အခုကပုံမှန်ဖွင့်တာတနင်္လာနေ့တောက်ကြအောင်ပါနေကင်းပိုင်းပေါ့နော်စနစ်ကနေ4ခွဲ9နာရီလောက်ဆိုတချို့ဆိုအဲ့စနေနေ့မှာအခုဖွင့်ခိုင်းနေကြတာဈေးဝယ်တွေကစူးစမ်းပေးမယ်လို့ကိုကပြောထားတာပေါ့ဘိုးကကြိုက်တဲ့လူတွေကြိုက်ကြတယ်နော်ကြိုက်ကြတယ်တော်တော်ကြိုက်တယ်တချို့ဆိုအဲ့ကျွန်တော်ဖောက်တယ်လေးပေါ့နော်ကိုကဆိုအမြဲမှတ်မိရလေကို customer တွေဒီလူဆိုရင်ဘယ်လိုစားလဲဆိုအဲ့လိုကြာသူကကျင်းနေကြတာပေါ့ဒီလိုလေးဆိုသူ့ကိုအမြဲမှတ်မိနေတယ်ဆိုတဲ့ဟာမျိုးလေးရစေချင်တာလေဟောကိုကမြန်မာတမ်းမိတာပေါ့ဒီဒါလာတဲ့ဘယ်လိုလေးဆိုပြောလိုက်ရင်သူကဟုတ်တယ်အဲ့တိုင်းလေးလည်းစိတ်ချမ်းသာတယ်အမြဲတမ်းဟုတ်တယ်ဟုတ်ဒါလည်းဒီကတော့ကိုကပေါ့ပေးနေစေတနာလေးပေါ့နော်စားတော့ကောင်ကတော့စေတနာထားပြီးရောင်းတာပို့ပြီးတော့နှုံးနှစ်ဖက်ပို့ပြီးတော့အဆင်ပြေတာပေါ့အဲ့တော့စားတော့ကလည်းရတာပိုင်းမှာလည်းကောင်းတယ်ကိုချိုးချိုးသားဆက်ဆံတော့လူတိုင်းကြိုက်ကြတယ်ပေါ့ညီမလည်းသူများဆိုင်ရအောင်အဲ့လိုလေးကွာဖြစ်နေတာပေါ့ဟုတ်အလူမင်္ဂလာပွဲမှာလက်ခံပါတယ်အော်ဒါအဲ့ကြတော့ပိတ်တာနဲ့မတို့ကအခုကတော့အချိန်30ကို6သိန်းပေါ့တပိတ်တာ6တောင်းအကျော်ငဖယ်ကျဲအကုန်ပါတယ်ဘယ်နှယောက်သားလောက်ဟောဖြစ်တော့တပိတ်တာဆိုရင်ဟွာလောက်ရပါတယ်အယောက်20လောက်ထိကျွေးလို့ရပါတယ်ဟွာသား20ဆိုတော့အဝါတော့မရလားမရအဲ့မဲ့ညီမတို့ကကျတော့အချိန်30ဆိုရင်ဟင်းရတော့ပို့တယ်ဟုတ်ပြီကွာနည်းနည်းပို့တချက်ပေးလိုက်တာပေါ့မလောက်တယ်ဆိုတာအဲ့မဖြစ်ရအောင်လို့လေမုံဘက်လေးပါလိုရင်တော့ကိုယ့်အောက်ထက်ဝယ်ကိုက30မိုင်30မုံဘက်30နဲ့
ဟင်းရည်လေးပို့ပို့သားသားထည့်ချက်ပေးလိုက်တာ အဲ့အချိုးဝဲတွေပါတော့အခုစနေမကင်းတော့မားလို့ရှိကြတာ ရှိတယ်အရင်အဲ့စနေမကင်းနေဟွာတွေကတော်တော်မာတယ်အခုအမေကျမကြီးမကောင်းတာတွေပါလဲဆိုညီမတို့အဲ့ order လေးခဏနားထားနေအဲ့ဒါပြက်သွားတာပေါ့ညီမတို့ရွှေနေရန်ကုန်မွန်းကားဆိုင်လိပ်စာလေးကတော့28လမ်း81လမ်းထောင်မှာဖြစ်ပါတယ်ချင်းသာတဲ့မြို့နယ်မန်းလေးမြို့ပေါ့နော်ဆိုင်ဖွင့်ချိန်လေးကတော့တနင်္လာတောက်ကြအောင်မှာနေကင်း12နာရီကနေညနေ4:00 9:00နာရီထိဖြစ်ပါတယ် delivery နဲ့လည်းမာယူအားပေးလို့ရပါတယ်ရှင်ဟုတ်လေးကတော့39 0940 0922ဖြစ်ပါတယ်ဟုတ်ပြီညီမအဲ့ဒါဒီနေ့ညီမမေသုံးတာတလားပေးတဲ့လည်းစိတ်မကောင်းဖြစ်တယ် ဟုတ်ဟုတ် ဒီကလည်းရွှေနေမွေးကားဆိုင်ရောင်းကောင်းပါလို့ပြောပေးပါတယ် ကျေးဇူးတင်ပါတယ်ဟုတ်